ဇလန်းကတော့တက္ကသိုလ်ဝင်ခွင့်စာမှုပွဲဖြစ်ဆိုဖို့ရက်ပိုင်းလိုပဲလိုတော့တဲ့10တန်းကျောင်းသူလေးဒန်ဘီနဲ့စတင်ထားပါတယ်။သူ့ရဲ့အဓိကပြဿနာကတင်းချဘာသာရက်မှာအရန်ညံ့နေတာပါပဲ။တင်းချချင်းစုအမြဲတမ်းအိပ်ပျော်နေတယ်လို့ဆရာကစိတ်မရှိနိုင်ဖြစ်ပြီးတနေ့မှသူ့ကိုကြောက်တင်ပုံးရှိထွက်ခိုင်းပြီးပုတ်စာတွက်ခိုင်းပါတယ်။ဒါပေမဲ့ထုံးစံအတိုင်းသူဘာမှမတွက်နိုင်ခဲ့လို့ဆရာကလူရှိသူရှိမှစူပူချင်းမောင်းလိုက်ပါတယ်။သူအိမ်ပြန်ရောက်တဲ့အခါစာကိုဂယုမဆိုင်ပဲဖုန်းကစားရင်းတချင်းနားထောင်နေခဲ့တယ်။ဒါကိုမြင်တဲ့သူ့မိကစိတ်တူပြီးတချင်းစာသားတွေအလွတ်ကျက်တလို့သာတင်းချပုတ်စာတွေကိုတွက်နိုင်ရင်မင်းပါမီရှင်ဖြစ်နေလောက်ပြီလို့ပြောလိုက်ပါတယ်။ပြီးတော့ဒန်ဘီတင်းချညံ့တာဟာသူ့ဖခင်စီကအမွေရတာဖြစ်ပြီးဒီပုံစံနဲ့ဆိုရင်ဘယ်တက္ကသိုလ်ကမှလက်ခံမှာမဟုတ်ဘူးလို့စနောက်ပါတယ်။ဒန်ဘီအမုန်းဆုံးအရာကတော့သူစာလုပ်ချင်စိတ်ပျောက်သွားတဲ့အချိန်မှာသူ့အမေက TV channel ကိုသူ့မြဲကြည့်နေကြနန်းတွင်းဇလန်တွဲစီပြောင်းလိုက်တာပါ။နောက်ဆုံးတော့ဒန်ဘီဟာအခန်းထဲကထွက်ပြီးသူ့တငယ်ချင်းအိမ်ကိုသွားပါတော့တယ်။သူ့တငယ်ချင်းကလည်းဒါဟာတက္ကသိုလ်တက်ဖို့နောက်ဆုံးခွင့်ရေးပဲအခုမှကြာရှုံးရင်တော့ရှေ့ဆက်ဖို့လမ်းမရှိတော့ဘူးလို့ထပ်ပြီးသတိပေးပါတယ်။နောက်တနေ့မနက်စာမှုပွဲဖြစ်ရမယ့်နေ့မှာတော့ဒန်ဘီဟာအိယာနိုးနောက်ကျပြီးကမန်းကတန်းပြေးထွက်ခဲ့ရတယ်။သူ့အမေကတော့ကြောင်းကောင်းကောင်းဝင်နိုင်အောင်အစွမ်းကုန်ကြိုးစားဖို့အားပေးစကားပြောပြီးကြံရစ်ခဲ့ပါတယ်။ဒန်ဘီဟာတင်းချဘာသာရဲ့အတွက်အထူးတလဲစိုးရိမ်နေပြီးစာမှုပွဲစင်တာကိုတွားတဲ့ဘတ်စကားပေါ်မှာတော့စာကြည့်ဖို့ကြိုးစားနေခဲ့ပါတယ်။စာမှုပွဲဖြစ်မဲ့နေရာကိုရောက်တော့ကားပေါ်ကအမြန်ဆင်းပြေးရင်းထီယူဖို့မေ့ကြံခဲ့တဲ့စာမှုပွဲဖြစ်ရမယ့်အဆောက်အုံသာရောက်လာတဲ့အခါမှာတော့ကြောက်စိတ်တွေကသူ့ကိုလွှမ်းမိုးလာပါတယ်။သူအစင်သင့်မဖြစ်သေးဘူးလေကြာရှုံးမဲ့ရေးကိုရင်ဆိုင်ရမယ့်အစားထွက်ပြေးဖို့ပဲတွေးရင်ထိတ်လန့်လာပါတယ်။မိုးတိတ်ထန်စွာရွာနေတဲ့အောက်မှာထိုင်နေရင်သူကိုယ်တိုင်ပျောက်ကွယ်သွားရင်ကောင်းမှာပဲလို့တိတ်တဆိတ်ဆူတောင်းနေမိတယ်။သူရှိမှတော့မိုးရေတွေကြောင့်အိုင်နေတဲ့ရေအိုင်ငယ်လေးတစ်ခုရှိနေပါတယ်။သူအဲ့ဒီနားကိုတိုးသွားတဲ့အခါထူးဆန်းတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။ထူးထူးခြားခြားဝတ်စုံတွေဝတ်ထားတဲ့လူတစ်စုဟာမိုးရွာဖို့စုယုံပြီးဆူတောင်းနေကြတာကိုသူတွေ့လိုက်ရတယ်။အဲ့ဒီမှာမိုးမရွာတာ3နှစ်ရှိပြီဖြစ်လို့လူတွေဟာမိုးခေါင်ရေရှားမှုကြောင့်တေဆုံးနေကြရတာပါ။ရုတ်တရက်ဒန်ဘီဟာအဲ့ဒီရေအိုင်ထဲကိုပြုတ်ကျသွားပြီးရေနစ်မလို့ဖြစ်သွားခဲ့ပေမဲ့တေမသွားပဲတနေရာမှာပြန်ပေါ်လာပါတယ်။အဲ့ဒီနေရာဟာအရင်နေရာပဲဖြစ်ပေမဲ့ကဘာချတစ်ခုဖြစ်နေပါတယ်။သူဟာစဝေးစဝါဖြစ်ပြီးဘေးနားကလူတွေကိုနန်းတွင်းဇလန်တွဲရိုက်နေတာလားလို့ရှောက်မေးပါတယ်။သူ့ရဲ့ထူးဆန်းတဲ့အပြုအမူတွေကိုမြင်တော့ဘရင်ကြီးကကြောက်လန့်တကြားနဲ့မင်းဟာမိစ္ဆာတကောင်လားလို့အော်ဟစ်မေးမြန်းပါတယ်။ဒန်ဘီကမဟုတ်ပါဘူး။သမီးကအထက်တန်းကျောင်းသူကော်စာတယောက်ပါလို့တုံရင်နဲ့ဖြေလိုက်ပေမဲ့အဲ့ဒီလူတွေအတွက်တော့ဒါဟာမော်ဝင်ကာထာတစ်ခုရွတ်ဆိုနေတယ်လို့ဖြစ်နေလို့ပိုပြီးကြောက်လန့်သွားကြပါတယ်။ချက်ချင်းဆိုသလိုပဲစစ်တီတွေကသူ့ကိုဓားတွေနဲ့ဝိုင်းထားလိုက်ကြတယ်ဓားတွေကအစ်စ်အမှန်ဆိုတာသိလိုက်ရတဲ့အခါဒန်ဘီဟာထိတ်လန့်သွားပြီးသမီးပါလို့ဒီကိုရောက်နေတယ်ဆိုတာသိပါတယ်အရှင်မြတ်ကိုမိုးရွာပေးဖို့တောင်းဆိုပေးပါမယ်လို့ညံစင်ပြီးပြောလိုက်ပါတယ်လူတွေကလည်းသူ့စကားကိုဆူတောင်းတယ်လို့မျိုးလိုက်ဆိုကြပေမဲ့လူတွေခေါင်းပြန်မောလာတဲ့အချိန်မှာတော့ဒန်ဘီဟာပျောက်ကွယ်သွားပါပြီသူဟာအဲ့ဒီကနေထွက်ပြေးခဲ့ပြီးဝတ်ပြုဝတ်စုံတွေထားတဲ့နေရာကိုရောက်သွားပါတယ်အဲ့ဒီမှာသူကဖုန်ကြီးသို့မဟုတ်နန်းတွင်းပညာရှိတဦးအတွင်ဆင်ရင်ပြီးဘရင်ကြီးရှိရာအစည်းအဝေးတဲ့ကိုခိုးဝင်သွားပါတယ်အစည်းအဝေးမှာဘရင်ကြီးကငါတို့ဟာအယူသီးမှုတွေကိုအားကိုးနေတာကိုရပ်တန့်ရမယ်အဲ့ဒီအစာတိုင်းပြည်ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့သိပ္ပံနဲ့တင်ချကိုလေ့လာရမယ်လို့ကြေညာလိုက်ပါတယ်ဒါပေမဲ့ပုယောဟိတ်ကြီးကတော့ဒါဟာအန္တရာယ်ရှိတဲ့အတိတ်ပဲမရှိတဲ့စကားဖြစ်ကြောင်းတင်ချဆိုတာဟာလည်းအယူသီးမှုတစ်ခုသာဖြစ်ပြီးတဘာဝတရားကိုပု္ပ္ပစာတွေနဲ့နားလည်ဖို့ဆိုတာမဖြစ်နိုင်ကြောင်းကန့်ကွက်လိုက်ပါတော့တယ်ပယောဟိတ်ကြီးကမိုးခေါင်ရတဲ့တကယ်အကြောင်းရင်းဟာနတ်မင်းကြီးတွေကဘရင်ကိုစိတ်ဆိုးနေလို့ဖြစ်ပြီးမိုးရွာစေဖို့ဆိုရင်ဘရင်ကြီးဟာမိဖုရားနဲ့အတူမြင့်မြတ်တဲ့ဝတ်ပြုပူဇော်ပွဲကိုပြုလုပ်ရမယ်လို့အခိုင်အမာပြောဆိုလိုက်တဲ့တံပီကတော့အစည်းအဝေးထဲကနေတိတ်တဆိတ်ခိုးထွက်ပြီးသူ့ဖုန်းကိုလိုက်ရှာနေတော့နောက်တစ်ကြိမ်ထပ်ဖမ်းခံရပြန်ပါတယ်ဘရင်ကြီးရောက်လာတာကိုစောင့်နေရင်းနဲ့မိုးရွာတာနဲ့ငါဒီကနေထွက်ပြေးလို့ရမှာပဲလို့သူတွေးနေခဲ့တယ်ဒါပေမဲ့ဘရင်ကြီးကမိုးမရွာတာ3နှစ်ရှိပြီပြီးတော့ငါကမင်းကိုသဘောမကျဘူးလို့ပြောလိုက်တဲ့အခါဒန်ဘီတုံ့လောက်သွားရပါတယ်ဘရင်ကြီးကသူ့ကိုချက်ချင်းကွမျက်ဖို့အမိန့်ပေးလိုက်တယ်ဒန်ဘီကထိတ်လန့်တကြားနဲ့ခဏလေးစောင့်ပါအောင်သမီးကအနာဂတ်ကလာတဲ့ကျောင်းသူတယောက်ပါဒီကိုမတော်တဆရောက်လာတာပါလို့တောင်းပန်တိုးရှိုးပါတော့တယ်သူကတမိုင်းကျောင်းတွေအများကြီးသိတယ်လို့ဘရင်ကိုစီယုံကြည့်ပေမဲ့အလုံးမဖြစ်တဲ့အခါသမီးကတင်ချမှလည်းအရန်တော်တာပါလို့အလင်းအမြန်ထပ်ပြောလိုက်တယ်စိတ်ဝင်စားသွားတဲ့ဘရင်ကြီးကကိုမျက်တာကိုခိတ္တဆိုင်ငံ့လိုက်ပြီးတော်တယ်ဆိုတာတက်တည်ပြပါလို့ပြောတယ်ပြီးတော့သူ့ကိုပိုက်တကိုရက်စတီအိုရန်ဖေတကွန်တော်ပု္ပ္ပစာတစ်ခုကိုတွက်ခိုင်းပါတယ်ပထမတော့ဒန်ဘီကစာတွေကိုနားမလည်လို့ဇဝေဇဝါဖြစ်နေပေမဲ့ဒါဟာပိုက်တကိုရက်စတီအိုရန်ဆိုတာသိလိုက်တာနဲ့ချက်ချင်းပဲတွက်ပြလိုက်ပါတယ်ဘရင်ကြီးကတော့အံ့ဩမင်သက်သွားပါတော့တယ်သူစီကပညာရှိတွေတောင်ဒီပု္ပ္ပစာကိုတွက်ဖို့3ရက်လောက်ကြာတတ်တာကိုအဲ့ဒီချိန်ကစပြီးလူတိုင်းကဒန်ဘီကိုကိုဆန်ကော့ဆမ်လို့ခေါ်တဲ့ပညာရှိတယောက်လိုဆက်ဆံကြတော့တယ်ဘရင်ကြီးကသူ့ကိုလူတွေကိုတင်ချတင်ပေးရမယ်ဆိုတဲ့တာဝန်ပေးလိုက်တဲ့အကယ်၍သူ့အောင်မြင်ရင်အိမ်ပြန်ခွင့်ပေးမယ်လို့ကတိပေးပါတယ်ဒါပေမဲ့သူ့ရဲ့ပထမဆုံးចောင်းသားဖြစ်တဲ့ဘရင်ကြီးကိုယ်တိုင်ကကနန်းတောင်မရေတွက်တက်တာကိုတွေးလိုက်ရတဲ့အခါဒန်ဘီအံ့ဩသွားတယ်သူဟာဘရင်ကြီးကိုကနန်းတွေအပေါင်းအနှုတ်အမြောက်စတာတွေကိုအခြေခံကစပြီးစိတ်ရှည်လက်ရှည်တင်ပေးခဲ့ပါတယ်
နောက်ဆုံးမှာတော့တခြားမျိုးကတူရိယာပညာရှင်တယောက်နဲ့တင်းချပြိုင်ပွဲရှင်ပြိုင်ဖို့ပြင်ဆင်ကြတယ်တမ်ဘီရှုံးသွားရင်အပြစ်ပေးခံရမှာပါသူဟာဘယင်ကြီးကိုရဲရဲဝံ့ဝံ့စိန်ခေါ်ပြီးဘယင်ကြီးကပု္ပ္ပာတွေမှတ်တွက်တဲ့အခါမှာတော့စိတ်တူတူနဲ့ရိုက်ပစ်လိုက်ပါသေးတယ်စစ်တီတွေကဘယင်ကိုထိတွေ့ရဲလို့ဆိုပြီးတမ်ဘီကိုတတ်ဖို့ပြေးဝင်လာကြပေမဲ့ဘယင်ကြီးကတားဆီးလိုက်ပြီးရေမောကြော်ဖြတ်လိုက်တယ်မိဖုရားလာတဲ့အခါတိုင်းမှာလည်းသူတို့ဟာတင်ချစာရွက်တွေကိုဝတ်ထားပြီးဂီတလေ့ကျင့်နေတယ်လို့မျိုးဟန်ဆောင်ခဲ့ကြတယ်တနေ့မှာဘယင်ကြီးကဒံဘီပိုက်စာနေတာကိုသတိထားမိပြီးသူ့နဲ့အတူစားဖို့ဖိတ်ခေါ်ပါတယ်ဒါပေမဲ့ဒံဘီကနန်းရွက်စားစာတွေကိုသဘောမကျပဲဘယင်ကြီးကိုမိဖို့ကြောင့်လည်းခေါ်သွားတယ်သူ့အိတ်ထဲမှာပါတဲ့အမယ်တွေကိုတုံးပြီးအရသာရှိတဲ့အသင်္စာခောက်ဆွဲ instant noodles လုပ်ကျွေးလိုက်တယ်ဘယင်ကြီးကအဆက်တွေကိုကြိုက်တာကြောင့်အဲ့ဒီခောက်ဆွဲကိုအရန်သဘောကျသွားတယ်ဒံဘီကရေတောက်ဖို့ပြောပေမဲ့ဘယင်ကအဆက်ရတာကိုခန်းစားခြင်းလို့ညင်းခဲ့တယ်နောက်တနေ့မနက်မှာတော့နန်းတော်တစ်ခုလုံးဘယင်ကြီးရဲ့အော်တန်ကိုကြားလိုက်ရတယ်ဒံဘီသွားကြည့်လိုက်တော့ဘယင်ကြီးကဒံဘီသူ့ကိုချိန်စာတိုက်လိုက်ပြီလို့ထင်ပြီးနားမှာအဆောင်လက်ဖွဲ့တစ်ခုကတ်ထားတာကိုတွေ့လိုက်ရတယ်ဒံဘီကမျက်လုံးလေးလှန်ကြည့်လိုက်ပြီးစူပါစတာကြီးရဲ့ဒါကခောက်ဆွဲကြောင်ဖြစ်တာပါမော်တန်မဟုတ်ပါဘူးလို့ပြောလိုက်တယ်ချိန်စာကြောင်မဟုတ်ပဲငရုတ်သီးတွေကသူ့ရဲ့ဘိုက်ထဲမှာအလုံးလုံးနေလို့ဖြစ်တာပါအဲ့ဒီအခါမှာဘယင်ကအစာအိမ်ဆိုတာဘာလဲလို့မေးတယ်ဒါကြောင့်ဒံဘီကထိုင်ချလိုက်ပြီးအစာအိမ်ဆိုတာဘာလဲဥတွေဆိုတာဘာလဲနှလုံးဆိုတာဘာလဲဆိုတာတွေကိုရှင်းပြတယ်ရင်ဘက်ပေါ်လက်တင်ထားရင်နှလုံးခုန်တာကိုခံစားရမှာဖြစ်ကြောင်းပြောပြတယ်ဒါပေမဲ့ဘယင်ကဘာမှမခံစားရပါလားလို့ပြန်ပြောတယ်ဒံဘီကပြုံးမိရပါတယ်တနေ့မှာရှင်တကယ်ချစ်တဲ့သူနဲ့ရှိနေတဲ့အခါအလိုလိုခံစားရပါလိမ့်မယ်လို့ပြောလိုက်တယ်ဒံဘီရဲ့ဘ ഹു တုဒတွေအပေါ်ဘယင်ကြီးကအံ့ဩသွားပြီးသူ့ကိုထူးချွန်တဲ့ပညာရှိတစ်ယောက်လိုမြင်လာပါတယ်ဒါကြောင့်တင်ချတင်မကပဲတိတ်ပံကနေစိုက်ပျိုးရေးအထိဂျိုဆွန်းဂျိုရှင်နန်းတွင်းကပညာရှိအားလုံးကိုတင်ကြပေးဖို့တောင်းဆိုလိုက်ပါတယ်အဲ့ဒီညမှာပဲဘယင်ကြီးကသူ့ကိုလိမ္မော်တီးထိန်ဒရိုင်းတစ်လုံးပေးလိုက်တယ်ဒံဘီကပေါ့ပေါ့ပပပဲကျေးဇူးတင်စကားပြောလိုက်ပေမဲ့ဘယင်ကအယမ်းစိတ်ဆိုးသွားတယ်မင်းဟာဂျိုဆွန်းရဲ့လေလွင့်နေတဲ့သူပဲဒီအတီးကိုအနည်းဆုံး3ရက်လောက်တင်စီထားပြီးမှစားတင်တာမင်းကကောင်းချီးမင်္ဂလာတွေကိုတန်ဖိုးမထားတတ်ဘူးလို့ပြောတယ်ဒံဘီကတော့ရေမောပြီးဒါကလိမ္မော်တီးတစ်လုံးပဲလေတိတ်ပြီးပုံကြီးချက်မနေပါနဲ့လို့ပြန်ပြောခဲ့ပါတယ်အဲ့ဒီနောက်သူတို့နှစ်ယောက်ဟာနန်းတော်ဝင်းထဲမှာဘောလုံးသွားကစားကြပြီးနှစ်ပေါင်းများစွာအတွင်းဘယင်ကြီးကိုပထမဆုံးအကြိမ်ပြေးလွှားဆော့ကစားစီခဲ့ပါတယ်။နောက်တစ်နေ့မှာဘယင်ကြီးကသူ့ရဲ့အနာဂတ်မိဖုရားလောင်းနဲ့ထိုင်နေရင်အဲ့ဒီညမှာသူ့ရဲ့စွပ်ပြုတ်ထဲမှာမော်ဝင်ချစ်စေးပါလာလိမ့်မယ်လို့ပြောပြပါတယ်။အဲ့ဒါတောက်ပြီးရင်သူတို့ချက်ချင်းလက်ထက်ကြရမှာဖြစ်ပေမဲ့ကံကြမ္မာကတလွဲစီဖြစ်သွားပြီးအဲ့ဒီစွပ်ပြုတ်ပကံဟာဒံဘီလက်ထဲရောက်သွားပါတယ်။ဒံဘီဟာထူးထူးဆန်းဆန်းတွေရှောက်လုပ်ပြီးနန်းတော်ထဲမှာပဲအိပ်ပျော်သွားအားတော့တယ်သူနိုးလာတဲ့အခါဘယင်ကြီးကိုတောင်းပန်ပေမဲ့ဘယင်ကြီးကဘာမှမဖြစ်ဘူးကိုဆန်မေးလိုက်တော့လို့ပဲပြောခဲ့ပါတယ်သူတို့အပြင်မှာလမ်းလျှောက်နေရင်ဘယင်ကြီးကမင်းသားတာဝန်ကျေပွန်ရင်အုတ်ချုပ်ရေးကောင်စီမှာယာတူးကြီးကြီးရမှာဖြစ်တယ်လို့နန်းတွင်းမြင့်တကောင်တောင်ရလိမ့်မယ်လို့ကတိပေးတယ်ဒါပေမဲ့ဒံဘီကသမီးဘာမှမလိုချင်ပါဘူးမိုးရွာတာနဲ့သမီးကဘာကိုပြန်တော့မှလို့ပြောလိုက်ပါတယ်အဲ့ဒီအခါဘယင်ကြီးကဒါဆိုရင်အခုကစပြီးငါ့ကိုဘယင်တယောက်လိုမဆက်ဆံတဲ့ငါတို့ကယောက်ျားချင်းတန်းတူပဲလို့ဆိုပါတယ်ဒါပေမဲ့နောက်တစ်နေ့မှာတော့ဘေးဒုက္ခဆိုးကြီးကြုံလာရပါတယ်ဒံဘီဟာဘယင်ကိုလှောင်ပြောင်းနေဆိုတဲ့ဆွဆွဲချက်နဲ့အဖမ်းခံရပြီးခြေလက်တွေကိုတုံးနောင်ကညှဉ်းပန်းနှိပ်စက်ဖို့ပြင်ဆင်ကြပါတယ်ဘယင်ကြီးကကြားဖြတ်တာစီပြီးဒီပညာရှိလေးမှာတန်ဖိုးရှိတဲ့ဘ ഹു တုဒတွေရှိကြောင်းပူယောဟိတ်တွေကိုရှင်းပြပါတယ်ဒါပေမဲ့ပူယောဟိတ်တယောက်ကအခွင့်ကောင်းယူပြီးကောင်းပြီလေဒါဆိုရင်ကျွန်တော်ကိုယ်တိုင်သူ့ကိုစမ်းသပ်မယ်သူ့ကိုအချိန်နဲ့ပတ်ပေးမယ်အဲ့ဒီအချိန်အတွင်းမိုးမရွာရင်သူ့ကိုကိုမြတ်ရမယ်လို့ကန့်သက်ချက်ထုတ်လိုက်ပါတယ်ဒံဘီလက်မလျှော့ပဲအရာအလုံးကိုတွက်ချက်လေ့လာနေခဲ့ပြီးနန်းတွင်းတူရိယာပညာရှင်ကလည်းမိုးရေချိန်တိုင်းကရိယာပြုလုပ်ဖို့ကူညီပေးခဲ့ပါတယ်ပြီးတော့ကြိုတင်ကြောင်းကြားချက်မရှိပဲကောင်းကင်ကနေမိုးတွေတဲထန်စွာရွာချပါတော့တဲ့ဒံဘီဟာဝမ်းသာအားရဖြစ်သွားပေမဲ့ဘယင်ကြီးကတော့မိုးရွာရင်ဒံဘီထွက်သွားတော့မယ်ဆိုတဲ့စကားကိုသတိရသွားပါတယ်ဘယင်ကြီးဟာဒံဘီရှိရာကိုပြေးသွားတဲ့အခါမိုးရေချိန်တိုင်းကရိယာရှိမှငိုနေတဲ့ဒံဘီကိုတွေ့လိုက်ရပါတယ်စိတ်လှုပ်ရှားစွာနဲ့ပဲဘယင်ကြီးကမင်းအခုချက်ချင်းထွက်ပြအေးရမယ်ငါအားလုံးစီစဉ်ထားပြီးပြီမင်းပြည်ကိုသွားမယ်တင်မောကစောင့်နေတယ်လို့ပြောပါတယ်ဒါပေမဲ့ဒံဘီကခေါင်းခါပြီးသမီးတစ်သက်လုံးထွက်ပြေးလာခဲ့တာသမီးရဲ့ကဘာကနေထွက်ပြေးခြင်းလို့သာဒီကိုရောက်လာခဲ့တာပါလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပူယောဟိတ်ကြီးနဲ့တိတ်တဆိတ်ပူးပေါင်းနေတဲ့နန်းတွင်းတူရိယာပညာရှင်ရောက်လာပါတယ်ပူယောဟိတ်ကြီးကဒံဘီဟာတကယ်ပဲအနာဂတ်ကလာသူဖြစ်နိုင်တယ်လို့ယုံကြည်တာကြောင့်သူ့ကိုတတ်ဖို့အမိန့်ပေးထားတာပါတူရိယာပညာရှင်ကပူယောဟိတ်ကြီးကိုအကယ်၍အဲ့ဒါသာအမှတ်ဆိုရင်သူဟာပိုလို့တောင်အန္တရာယ်ရှိတာမို့ဖယ်ရှားပြရမယ်လို့ပြောပါတယ်တူရိယာပညာရှင်ကဒံဘီကိုမြင်းပေါ်တင်ပြီးတောထဲကိုခေါ်သွားပါတယ်တောထဲရောက်တဲ့အခါသူကမင်းကမိန်းကလေးဖြစ်မှန်းငါသိတာကြားပြီးဒါပေမဲ့ငါကလူကောင်းတစ်ယောက်မို့မင်းရဲ့ရှိုးဝအချက်ကိုလုံခြုံစေရပါမယ်လို့ပြောလိုက်ပါတယ်ဒံဘီကလည်းသူကောင်လေးတစ်ယောက်လိုဟန်ဆောင်ခဲ့တာဟာရခဲ့တဲ့အလုပ်ကယောက်ျားလေးတွေအတွက်ပဲဖြစ်နေလို့တခြားရွေးချယ်စရာမရှိပဲလုပ်ခဲ့ရတာပါလို့ရှင်းပြပါတယ်တစ်ဖက်မှာလည်းပူယောဟိတ်ကြီးကဒံဘီတင်ပေးခဲ့တဲ့အရာအလုံးနဲ့တူတီထွင်နေတဲ့စာပေရေးသားတစ်တွေကိုဖျက်ဆီးဖို့ဘယင်ကြီးကိုစီးယုံနေပါတယ်ရှေးရိုးစင်လာတွေကိုပဲစက်ထိန်ထားပြီးဒီကောင်လေးရဲ့လွှမ်းမိုးမှုကိုဖယ်ရှားပြရမယ်လို့ပြောနေပေမဲ့ဘယင်ကြီးကအဲ့ဒါကိုလက်မခံပဲဒံဘီကိုလိုက်ရှာဖို့မြင်းနဲ့ထွက်လာခဲ့ပါတယ်စစ်တေတွေကဒံဘီနဲ့တူရိယာပညာရှင်ကိုနောက်ဆုံးမှာဖမ်းမိသွားပေမဲ့တူရိယာပညာရှင်ကဒံဘီကိုထွက်ပြေးခိုင်းပြီးသူကတားဆီးတိုက်ခိုက်ပေးခဲ့ပါတယ်
အဲ့ဒီနောက်မိဖုရားကိုယ်တိုင်ခြေထောက်မှာသွေးတွေထွက်တဲ့အထိသူတို့ကိုလိုက်ရှာရင်းရောက်လာခဲ့ပါတယ်။ဒမ်ဘီဟာလမ်းစုံတစ်ခုကိုရောက်တဲ့အခါဘယ်သွားရမှန်းမသိဖြစ်နေတော့နေမင်းကြီးဟာဂျိုဆွန်းရဲ့နာယီဖြစ်တယ်လို့ဘုရင်ကြီးပြောခဲ့ပူတာကိုသတိရသွားပါတယ်။သူဟာနေအောင်ကြီးအတိုင်းလိုက်သွားခဲ့ရကနေကမ်းခြေကိုရောက်သွားပြီးအဲ့ဒီမှာဘုရင်ကြီးကစောင့်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီညမှာသူတို့ဘေးချင်းရှင်ထိုင်ပြီးကျယ်တွေကိုကြည့်နေကြတော့ဒမ်ဘီကအနာဂတ်မှာတော့ကျယ်တွေကိုဒီလိုမမြင်ရတော့ဘူးလို့ပြောတဲ့အခါဘုရင်ကြီးကမင်းမြင်နေရတဲ့ကျယ်တွေကမင်းမြင်ချင်လို့မြင်နေရတာပါတကယ်တော့ကျယ်တွေကအမြဲတမ်းရှိနေတာမင်းကြည့်ဖို့ဆုံးဖြတ်လိုက်မှပေါ်လာတာပါမျက်လုံးဆိုတာနှလုံးသားကမြင်ချင်တဲ့အရာကိုပဲမြင်တတ်တာမျိုးလေးလို့ပြန်ပြောခဲ့ပါတယ်ခဏကြာမှဘုရင်ကြီးကဒမ်ဘီကိုချစ်တဲ့အကြောင်းဝန်ခံလိုက်ပြီးတာမန်ပြည်သူတွေတင်ယူနိုင်ဖို့ပိုလွယ်ကူတဲ့စာပေရေးသားတစ်ကိုတီထွင်ခြင်းနဲ့လို့ပြောပါတယ်အဲ့ဒီအခါမှာဒမ်ဘီဟာအနာဂတ်ကပါလာတဲ့ပတ်စံကိုထုတ်ကြည့်လိုက်တော့ဘုရင်ကြီးရဲ့မျက်နှာကိုငွေစက္ကူပေါ်မှာရိုက်နှိပ်ထားတာတွေ့လိုက်ရပါတယ်အဲ့ဒီတော့မှဒီဘုရင်ကြီးဟာတကယ်ပဲအောင်မြင်မဲ့သူဖြစ်မှန်းဒမ်ဘီသိလိုက်ရပါတော့တယ်နန်းတော်ကိုပြန်ရောက်တဲ့အခါဘုရင်ကြီးကပြည်သူတွေကိုအကျိုးပြုသူတွေကိုလစာပေးမယ်လို့ကြေညာလိုက်ပါတယ်ပျော်ဟိတ်ကြီးကလည်းအံ့ဩစရာကောင်းလောက်အောင်သဘောတူခဲ့ပေမဲ့တခြားသူတွေကတော့ဒမ်ဘီကိုနှင်ထုတ်ဖို့ဒါမှမဟုတ်ကွမျက်ဖို့ပဲလိုလားနေကြပါတယ်ဒါပေမဲ့လည်းဒမ်ဘီဟာပူရောဟိတ်တွေမသိအောင်ဘုရင်ကြီးကိုတင်းချစာရေးသားနည်းနဲ့စင်ကျင်တုတ်တရားတွေကိုတိတ်တဆိတ်ဆက်လက်တင်ကြားပေးနေခဲ့ပါတော့တယ်တနေ့မှာနန်းတော်ထဲလမ်းလျှောက်နေတော့မိဖုရားကြီးဟာလူမမြင်အောင်ပုံပြီးစားတောက်နေတာကိုဒမ်ဘီတွေ့သွားပါတယ်နန်းတွင်းကလူတွေဟာမိဖုရားကြီးကိုဝိတ်တက်လာပြီးရုပ်ရည်ပြတ်မှဆိုလို့အစားတောက်တွေအလွန်ကြုံမစားဖို့တားမြစ်ထားကြတာပါဒါကြောင့်ဒမ်ဘီကသူ့ရဲ့အတင်စားခောက်ဆွဲတပူးကိုပေးလိုက်ပြီးသူတို့နှစ်ယောက်အတူစားရင်းစကားပြောရကနေတငယ်ချင်းတွေဖြစ်သွားကြပါတယ်ရက်အနည်းငယ်ကြာတော့မိဖုရားကြီးကဘုရင်ကြီးစီသွားပြီးအခြေအနေအလုံးကိုသိထားကြောင်းပြောပြပါတယ်ဒါအပြင်ဒမ်ဘီဟာဘုရင်ကြီးရဲ့ကိုလုတ်တော်တူဖြစ်လာရမယ့်သူမို့လို့ဒီအကြောင်းကိုမေတော်ကြီးကိုပါအကြောင်းကြားထားပြီးသားဖြစ်ပါတယ်ရုတ်တရက်ဆိုသလိုဒမ်ဘီဟာသူနားမလဲတဲ့အပြင်စင်တွေခံယူနေရတာကိုတွေ့လိုက်ရပါတယ်။နန်းတွင်းအပြူတော်တွေကသူ့ကိုဝတ်စုံတွေလည်းပေးပြီးမိတ်ကပ်တွေပြင်ပေးနေကြတာပါ။ဘာတွေဖြစ်နေမှန်းသူမသိခဲ့ပေမဲ့နောက်ဆုံးမှာတော့ဘုရင်ကြီးနဲ့အတူအနားယူဖို့ပြင်ဆင်နေကြတာဖြစ်ပြီးသူဟာဘုရင်ကြီးရဲ့ပထမဆုံးအမျိုးသမီးဖြစ်လာတော့မယ်ဆိုတာကိုသဘောပေါက်သွားပါတယ်။အဲ့ဒါကိုသိလိုက်ရတဲ့အချိန်မှာဒမ်ဘီဟာထိတ်လန့်သွားပြီးသူ့ကိုဝိုင်းပြင်ပေးနေတဲ့သူတွေစီကနေထွက်ပြေးပါတော့တဲ့အပြူတော်ကြီးတယောက်ကဘုရင်ကြီးစီသွားပြီးဒမ်ဘီထွက်ပြပြေးသွားတဲ့အကြောင်းသတင်းပို့လိုက်ပါတယ်။ဘုရင်ကြီးကဒမ်ဘီကိုလိုက်ရှာရာကနေတွေ့သွားပြီးသူ့လက်ကိုဆွဲကအခန်းတစ်ခုထဲခေါ်သွားပါတယ်။ဒမ်ဘီကကျမတို့တငယ်ချင်းတွေလိုပဲနေမယ်လို့ပြောခဲ့တယ်လေ။ကျမအသက်က16နှစ်ပဲရှိပါသေးတယ်လို့အော်ဟစ်ကန့်ကွက်ပါတယ်။ဘုရင်ကြီးကရေမောပြီး16နှစ်ဆိုတာအရွယ်ရောက်တာ3နှစ်တောင်ရှိနေပြီးမင်းကကလေးမဟုတ်တော့ဘူးပြီးတော့မင်းကမင်းကလေးဆိုတာငါသိတာကြာပါပြီ။ငါမင်းကိုဘာမှမလုပ်ခဲ့ဘူးမလား။ဒါပေမဲ့ဒီညတော့ဒီမှာပဲနေပါလူတိုင်းကစောင့်ကြည့်နေကြတာမို့လို့ဘာမှမစိုးရိမ်ပါနဲ့ငါမင်းကိုအရှင်လက်လက်စားပြစ်မှာဒါမဟုတ်ပါဘူးလို့ပြောလိုက်ပါတယ်တကယ်တော့ဘုရင်ကြီးရဲ့အမေဟာအရန်ကောင်းမှသူဖြစ်လို့ဘယ်သူမှလွယ်လွယ်နဲ့စီးရုံးလို့မရတာကြောင့်ဒီလိုလုပ်ခဲ့ရတာပါနောက်တနေ့မနက်မှာဒမ်ဘီဟာတူရိယာပညာရှင်စီသွားတွေ့ပါတယ်သူကမင်းအနာဂတ်ကိုတကယ်ပဲပြန်ကျင်တာလားလို့မေးပေမဲ့ဒမ်ဘီဘာမှပြန်မဖြေနိုင်ခဲ့ပါဘူးသူ့နှလုံးသားဟာဝေခွဲမရဖြစ်နေပြီးတန်တရားတွေနဲ့ပြည့်နေခဲ့ပါတယ်သူတယောက်တည်းထွက်သွားပြီးငြိမ်သက်စွာထိုင်နေတော့မိဖုရားကြီးရောက်လာပြီးတယောက်ကတွေ့ချင်နေတယ်လို့ပြောပါတယ်ဒမ်ဘီနန်းတော်ထဲဝင်သွားတဲ့အခါသူ့ရဲ့တကယ့်အမေနဲ့တပုံစံနဲ့တူတဲ့မေတော်ကြီးကိုတွေ့လိုက်ရတာကြောင့်သူဟာဝမ်းနဲ့ပက်လက်ငိုကြွေးပါတော့တယ်သူဘာကြောင့်ငိုနေတယ်ဆိုတာကိုဘယ်သူမှနားမလည်နိုင်ကြပါဘူးအဲ့ဒီညမှာပဲသူကိုယ်တိုင်ကူညီဖန်တီးပေးခဲ့တဲ့ဂျိုဆွန်းရဲ့နက္ခတ္တဗေဒစနစ်အသစ်ကိုတွားကြည့်ကြပါတယ်ဒါဟာနေ့ရက်တွေနဲ့လတွေကိုတိတိကျကျတွက်ချက်ဖို့တိုင်းပြည်အတွက်အများကြီးအထောက်အကူပြုမှာပါအဲ့ဒီနောက်ဘုရင်ကြီးကသူတီထွင်နေတဲ့အခရာ28လုံးပါတဲ့စာပေရေးသားတစ်ကိုဒမ်ဘီကိုလိုက်ပြပါတယ်။ဒါဟာပညာရှိတွေတင်မကပဲဂျိုဆွန်းကလူတိုင်းစာဖတ်စာရေးတက်လာစေဖို့ရည်ရွယ်တာပါ။သူတို့နှစ်ယောက်ခမ်းမကြီးရဲ့အလဲကိုလက်လျှောက်သွားတဲ့အခါဘုရင်ကြီးကဒမ်ဘီကိုနန်းတွင်းထိုင်ကုန်မှာထိုင်ခိုင်းလိုက်ပါတယ်ပြီးတော့လက်ထက်ချင်းရဲ့ပြရုပ်ဖြစ်တဲ့နန်းတွင်းဆန်ထိုးကိုဒမ်ဘီကောင်းမှာဆင်ញမ်းပေးပြီးငါနဲ့အတူထာဝရနေပေးပါလို့တောင်းဆိုပါတယ်။ဒမ်ဘီကငိုရင်းနဲ့ကျမမနေနိုင်ပါဘူးမိုးရွာတာနဲ့ပြန်သွားမယ်လို့ကိုကတိပေးထားတာပါကျမအမေကကျမကိုစောင့်နေပြီးကျမကိုယုံကြည်နေတာပါလို့ပြောပါတယ်ဘုရင်ကြီးကအဲ့ဒီကိုသွားတွေ့ပြီးပြန်လာပါလားဒီမှာပဲအတူတူနေကြရအောင်လို့ညင်သာစွာပြောပေမဲ့ဒမ်ဘီကထပ်ပြီးညင်းလိုက်ပါတယ်အဲ့ဒီခါဘုရင်ကြီးစိတ်မရှိတော့ပဲဒေါသတကြီးနဲ့မင်းပြောတာမှန်တယ်အနာဂတ်ဟာယောဂဗျာတွေထူပြောနေတဲ့ဒီဂျိုဆွန်းထက်ပိုကောင်းမှာပေါ့မင်းကြိုက်တယ်လို့လုပ်တော့လို့ပြောပြီးထွက်သွားပါတယ်ဝမ်းနဲ့ကြေကွဲစွာနဲ့ဒမ်ဘီခမ်းမထဲမှာကြံရစ်နေတော့ရုတ်တရက်တယောက်ကသူ့ကောင်းကိုရိုက်လိုက်တာကြောင့်သတိမေ့သွားပါတယ်တစုံတယောက်ကသူ့ကိုဓာတ်နဲ့ထိုးပြီးအဆောက်အုံတစ်ခုလုံးကိုမိရှို့လိုက်ပါတယ်ဘုရင်ကြီးအဲ့ဒီသတင်းကိုကြားတဲ့အခါသူ့အသက်ကိုငဲ့မနေပဲမိတောက်တွေထဲပြေးဝင်ပြီးဒမ်ဘီကိုကယ်ထုတ်ခဲ့ပါတယ်နောက်တနေ့မှာဘုရင်ကြီးကသူ့ရဲ့လက်ထောက်ကိုခေါ်ပြီးရှေးဟောင်းကျမ်းစာတွေပျောက်ဆုံးသွားတဲ့အတွက်ပူရောဟိတ်ကြီးကိုခိုးယူတယ်လို့ဆွဆွဲလိုက်ပါတယ်ဘုရင်ကြီးကပူရောဟိတ်ရဲ့လက်ကိုဆွဲပြ
ပြစ်မှုကျူးလွန်ပြီးရင်တပ်သေးတွေကိုဖျက်ပစ်ရမယ်ဆိုတာဘယ်သူမှမတင်ပေးဘူးလားလို့မေးလိုက်ပါတယ်ပြီးတော့ဒန်ဘီပက်လက်ပြီးမင်းကြားခဲ့တဲ့အတန်ကဒါလားလို့မေးတော့ဒန်ဘီကခေါင်းညှိပြပါတယ်ဒန်ဘီအိတ်ထဲကစာအုပ်ကတစ်ချက်ကိုကောက်ွယ်ပေးခဲ့တာကြောင့်သူအသက်မသေးခဲ့တာပါဘရင်ကြီးကဒေါသတကြီးနဲ့မင်းကဒီကောင်လေးကငါ့အတွက်ဘလောက်အရေးကြီးတယ်ဆိုတာတိလျက်နဲ့ဘာလို့ဒါကိုလောက်တာလဲလို့ပူရောဟိတ်ကိုမေးပါတယ်ပူရောဟိတ်ကအေးဆက်စွာနဲ့ပဲအကယ်၍အဲ့ဒီစာပေအတစ်တာပြန့်နှံ့သွားရင်လူငယ်တွေကလွတ်လပ်စွာတွေးတောလာကြလိမ့်မယ်အဲ့ဒါဟာတိုင်းပြည်ကိုဖျက်ဆီးမဲ့ရှုပ်ထွေးမှုတွေဖြစ်လာလိမ့်မယ်လို့ပြန်ဖြေပါတယ်ဘရင်ကြီးကမင်းသားစီးဖို့စ조사ရင်တော့ငါကတော့ပြည်သူတွေအတွက်ဒီစာပေစနစ်ကိုတိစောက်မှာပဲငါဟာပြည်သူတွေရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ပေးတဲ့သူဖြစ်ချင်တယ်ငါတို့မမြင်ရတော့မဲ့အနာဂတ်ကိုဘာလို့ကြောက်နေရမှာလဲလို့ပြန်ပြောပါတယ်ဒါပေမဲ့ပူရောဟိတ်ကစိတ်ပြောင်းမသွားပဲဒူးထောက်ပြီးကျွန်ုပ်ကိုကွမျက်လိုက်ပါလို့တောင်းဆိုပါတယ်မကြခင်မှာပဲကောင်းကင်ကြီးမှောင်လာပြီးမိုးတွေစတင်ရွာသွန်းလာပါတယ်ဒန်ဘီဟာသူ့တငယ်ချင်းတွေကိုနောက်ဆုံးအကြိမ်နှုတ်ဆက်လိုက်ပါတယ်မထွက်ခွာခင်မှာဘရင်ကြီးကကမ်းကြကေတီအတူတူလမ်းလျှောက်လိုက်ချင်တယ်လို့ပြောပါတယ်သူတို့နှစ်ယောက်ဘေးချင်းရှင်ပြီးကမ်းခြေအထိလမ်းလျှောက်သွားကြပါတယ်အဲ့ဒီမှာဒန်ဘီဟာသူအရင်ကကြားခဲ့တဲ့ရေအိုင်ထဲကိုပဲပြန်ဆင်းပြီးရေအောက်ထဲမြုပ်ဝင်သွားခဲ့ပါတယ်ခဏအကြာမှာတော့ဒန်ဘီဟာသူ့ရဲ့မူလကဘာကိုပြန်ရောက်သွားပါတယ်သူပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါစက္ကန့်အနည်းငယ်ပဲကုန်းဆုံးသွားသေးတာကိုတွေးလိုက်ရပါတယ်စာမှုပွဲဖြေဖို့အချိန်ရှိသေးတာကြောင့်သူဟာစာမှုပွဲခန်းစီကိုအစွမ်းကုန်ပြေးသွားခဲ့ပါတယ်စာမှုပွဲကအခုလေးတင်စတင်နေတာဖြစ်လို့သူဟာသူ့နေရာမှာထိုင်ပြီးစာမှုပွဲကိုဖြေဆိုခဲ့ပါတယ်အဲ့ဒီနေ့ညနေမှာသူအိမ်ပြန်ရောက်တဲ့အခါသူ့ကိုစောင့်နေတဲ့အမေဖြစ်သူကိုပြေးဖက်လိုက်ပါတယ်ခရီးစဉ်အပြီးမှာတော့ဒန်ဘီရဲ့အပြုတ်မှုနဲ့အတွေးအမြင်တွေအားလုံးပြောင်းလဲသွားပါတယ်သူဟာသူ့ဘေးနားကလူတွေနဲ့အရာဝတ္ထုတွေကိုပို့ပြီးတံမိုးထားတက်လာပါတယ်လအနေငယ်ကြာပြီးတဲ့နောက်တနေ့မှာဒန်ဘီကျောင်းကထွက်လာတော့မိုးတွေပြန်ရွာလာပါတယ်ရုတ်တရက်တယောက်ကသူ့ခေါင်းပေါ်ကိုထီလာမှုပေးပါတယ်သူမောကြည့်လိုက်တဲ့အခါအရန်ကိုရင်းနှီးနေတဲ့မျက်နှာတစ်ခုကိုတွေးလိုက်ရပါတယ်သူဟာဂျိုဆွန်ကဘရင်ကြီးနဲ့တပုံစံနဲ့တူနေသူပါဒါပေမဲ့သူကပြုံးပြီးကျွန်တော်တို့ဟိုးအရင်ကဘတ်စကားပေါ်မှာစုံဘူးတယ်လေမင်းထီကြံခဲ့တာလေလို့ပြောလိုက်ပါတယ်အဲ့ဒီမှာပဲဇလန်လေးပြီးဆုံးသွားပါတော့တယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်